အဲ့ဒီနေ့မှာစီယော်နယ်တို့ဟာတခုခုထူးဆန်းနေတာကိုခံစားလိုက်ရပါတယ်။သူမှန်တဲ့ကိုကြည့်လိုက်တာနဲ့တပြိုင်နက်ထိတ်လန့်သွားပြီးအကျယ်ကြီးအော်ဟစ်လိုက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲတခြားတနေရာကကောင်လေးတယောက်ဟာလည်းမှန်တဲ့ကသူ့ရဲ့ပုံရိပ်ကိုကြည့်ပြီးအော်ဟစ်နေပါတယ်။သူဟာသူ့မိသားစုဝင်တွေမနှက်စာစားနေတဲ့အောက်ထပ်ကိုပြေးဆင်းသွားပြီးခင်ဗျားတို့ကဘသူတွေလဲကျွန်တော်ဘာလို့ဒီရောက်နေတာလဲလို့ထိတ်လန့်တကြားမေးပါတော့တယ်။သူ့မိကတော့ရဲနေမဲ့ကောင်လေးကတော့ကျွန်တော်ကစီယော်နယ်တို့ပါလို့တွတ်ပြောနေပါတယ်။မိသားစုကတော့ဒါကိုပြက်လုံးတစ်ခုလိုပဲထင်နေကြတာပါ။တကယ်တော့ခဏအစောပိုင်းကပေါ်တူဂီနဲ့အင်္ဂလန်ပွဲစဉ်မှာယော်နယ်တို့ဟာဘောလုံးဖြတ်တင်ဖို့အချိန်ပြည့်နဲ့ပြေးထွက်ခဲ့တာပါ။သူဟာအယမ်းမြန်လုံးလာကြောင်းအချိန်မတက်နိုင်ပဲဘောလုံးကောက်တဲ့ကောင်လေးချာလီနဲ့အချိန်ပြင်းပြင်းတိုက်မိသွားခဲ့ပါတယ်။အဲ့ဒီတိုက်မိမှုကအရာအလုံးကိုပြောင်းလဲပြလိုက်ပါတယ်။သူတို့နှစ်ယောက်ရဲ့ဝိညာဉ်တွေဟာခန္ဓာကိုယ်ချင်းလဲသွားခဲ့ပါပြီ။ယော်နယ်တို့ဟာအခုတော့ချာလီရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေပြီးချာလီကတော့ယော်နယ်တို့ရဲ့ကိုယ်ထဲကိုရောက်သွားပါတယ်။ချာလီဟာစူပါစတာတယောက်ရဲ့ဘဝကိုနေထိုင်ဖို့စူးစမ်းပေမဲ့ PR တွေကိုမခံနိုင်ရှာပါဘူး။လက်ကျင်ရေးကွင်းမှာအမားတွေခဏလုံးမိသလိုကားတိုက်မှုတောင်ဖြစ်ခဲ့ပါတယ်။သူ့ရဲ့အသင်းဖော်တွေဟာလည်းအန်လာမင်တက်ကုန်ကြပါတယ်။တစ်ဖက်မှာလည်းကလေးတယောက်ရဲ့ခန္ဓာကိုယ်ထဲရောက်နေတဲ့ယော်နယ်တို့ဟာကွင်းလေးတွေမှာစတင်ကစားနေပါတယ်။အစပိုင်းမှာထူးဆန်းနေပေမဲ့သူ့ရဲ့ပါရမီနဲ့အရေးချင်းတွေကတော့ရှိနေသေးပါအားနည်းတဲ့ခန္ဓာကိုယ်ချစ်ပေမဲ့သူ့ရဲ့ကစားဟန်ကတော့ထူးထူးခြားခြားကောင်းမွန်နေပါတယ်။ဖြည်းဖြည်းချင်းပဲသူဟာပွဲငယ်လေးတွေမှာအနိုင်ရလာပြီးနောက်ဆုံးမှာတော့ပွဲကြီးတွေအထိရောက်ရှိလာပါတယ်။သူ့ရဲ့အရေးချင်းကကလပ်တင်းကြီးတွေရဲ့အာယုံဆိုင်မှုကိုရရှိခဲ့ပြီးနောက်ဆုံးမှာတော့အင်္ဂလန်လက်ရေးစင်အသင်းမှာတောင်ရွေးချယ်ခံလိုက်ရပါတယ်။ကန်ဂျမာကသူတို့နှစ်ယောက်ကိုတစ်ခါပြန်ပြီးထိတိုက်ဆုံပေးလိုက်ပါတယ်။ပေါ်တူဂီနဲ့အင်္ဂလန်ပွဲစဉ်မစခင်မှာသူတို့နှစ်ယောက်ဟာလူဝင်ပေါက်စင်ကြံလမ်းမှာတယောက်ကိုတယောက်ဆက်ကြည့်နေကြပါတယ်။ကွင်းထဲမှာတော့နှစ်ယောက်စလုံးရှိသမျှအားအင်ကုန်သုံးပြီးကစားကြပါတယ်။အဲ့ဒီနောက်မှာတော့အချိန်ပြင်းထန်တဲ့တိုက်မိမှုတစ်ခုထပ်ဖြစ်ခဲ့ပါတယ်။သူတို့နှစ်ယောက်ပြန်ထလာတဲ့အခါမှာတော့အရာအလုံးဟာပုံမှန်တိုင်းပြန်ဖြစ်သွားပါပြီ။ယော်နယ်တို့ကသူ့ရဲ့ခန္ဓာကိုယ်စစ်ထဲပြန်ရောက်သွားပြီးချာလီကလည်းသူ့ကိုယ်ထဲသူပြန်ရောက်သွားပါတယ်။ဒါပေမဲ့အခုတော့ချာလီဟာတာမန်ဘောလုံးကောက်တဲ့ကောင်လေးတယောက်မဟုတ်တော့ပါဘူး။သူဟာပရော်ဖက်ရှင်နယ်ဘောလုံးသမားတယောက်ဖြစ်လာခဲ့ပါပြီ။ဒီတွေ့ကြုံကသူတို့နှစ်ယောက်လုံးကိုသင်ခန်းစာတစ်ခုပေးခဲ့ပါတယ်။ပါရမီရှိဖို့ကအရေးကြီးပေမဲ့တကယ့်ကွာခြားချက်ကတော့စိတ်ဓာတ်နဲ့စူးစမ်းအားထုတ်မှုကနေပဲလာတယ်ဆိုတာပါပဲ။